ရှင်တို့မှာကျွန်တော်လို customer မျိုးရှိကြလားလို customer လည်းမပြောခင်ဒီဂိတ်ကြီးကိုမမိကြလားကျွန်တော်လေ3ထပ်ဂိတ်ကြီးရွက်ဆောင်ပြီးတော့မှပြိုလဲမလို့ဖြစ်နေရလေအဲ့ဒါမို့အစအဆုံးပြန်ဖြတ်ပြီးတော့မှပြန်လုပ်ရတဲ့ဂိတ်ကြီး3ထပ်ဂိတ်ကြီးဖြစ်ပါတယ်နော်ဒါဒုတိယအကြိမ်မြောက်ဖြတ်ပြီးတော့မှလုပ်နေတာဖြစ်ပါတယ်ဒီဂိတ်လေးမှာထားတဲ့အမက Hello Foodie မှာမွေးနေ့ဂိတ်မှာ10လုံးကြော်သွားပြီလို့10လုံးပြည့်ပြီလို့တစ်လုံးလဲလက်ဆောင်ရပြီးတဲ့ Go Customer အမဖြစ်ပါတယ်ဒီမှာရှိရဲ့သားသမီးတွေမိသားစုဝင်တွေရဲ့မွေးနေ့အတွက်လေမွေးနေ့မရောက်ခင်1လ2လ3လလောက်အလိုကလေးရလေပတ်စံတို့ကြိုလွဲထားတာသိလားကြိုလွဲထားပြီးတော့မှမှာတဲ့ Customer ဖြစ်တဲ့ထူးထူးခြားခြားပေါ့နော်ကျွန်တော်မှလေခရီးသွားချင်တယ်ဆိုရင်တော့မှအဲ့အမရဲ့ကိတ်ရှိသေးရင်လေမသွားရဘူးသိလားကြိုလွဲထားတာလေအဝေးရနေကြိုပြီးတော့မှငွေလွဲထားတဲ့အမပါကျွန်တော်စီမှာဝယ်တာနှစ်ချီပြီးတော့ကြာနေပေါ့နော်4-5နှစ်တော့အနည်းဆုံးရှိပြီဒီ customer အမကကျွန်တော်နဲ့တီလားဆိုတော့လည်းမတီဘူးမြင်ဘူးလားဆိုတော့လည်းမမြင်ဘူးဒီလိုပဲ online ကနေကျွန်တော်ကိုယုံကြည်ပြီးတော့မှာပေးတာပေါ့နော်ဆက်ပြီးဆက်မှာပေးတာဆိုရင်နှစ်ပေါင်းများစွာကြာခဲ့ပြီဖြစ်တဲ့ customer ပါအမရဲ့ပတ်ဝန်းကျင်ကလူတွေအတိတွေဆိုလဲလေအကုန်လုံးအိမ်ကိုခေါ်လာပြီးတော့မှာပေးတာဂိတ်တွေကိုလေအခုဆိုရင်အိမ်လဲရောက်ဖူးသွားပြီးလူချင်းလဲတည်နေပြီပေါ့နော်ပတ်ဝန်းကျင်မှာတည်သမျှအဲ့အမနဲ့တည်သမျှလူတွေအကုန်လုံးကိုကျွန်တော်ရဲ့ဂိတ်ကိုလမ်းညွန်ပေးပြီးတော့သူကိုယ်တိုင်လာခေါ်ပေးပြီးခေါ်လာပေးပြီးကိုအမြဲလာမှာပေးတာ